တခါတော့ငါပေါ့ကွယ်ရွာကလေးတရွာမှာတငါတဲ့လင်မယား2ယောက်ရှိတယ်သူတို့ဟာနေ့စဉ်ငါးများကိုဖမ်းယူပြီးရောင်းချတာအတန်မူရင်ကြောင့်ပြရရှာနေတယ်သူတို့မှာအရန်ကိုချုံမောလှပါပြီးချစ်စရာအလွန်ကောင်းတယ်မထွေးလေးဆိုတဲ့သမီးလေးတစ်ယောက်ရှိတယ်သူတို့လင်မယားကသူမကိုအရန်နဲ့ချစ်ကြတယ်ဖေဖေနဲ့မေမေသမီးတို့ကားလေးအများကြီးဖမ်းတယ်နော်ဟုတ်ဖမ်းရမှာပေါ့သမီးလေးရဲ့သမီးလေးအချိန်ငါးတွေကိုရွေးပြီးဖမ်းလိုက်ပေးခဲ့မယ်နော်တိလာသမီးသူဖြစ်တငါတဲ့လင်မယား2ဦးလဲငါးဖမ်းရန်ချောင်းထဲသို့ထွက်လာခဲ့လေတော့သည်အဲ့ဒီနေ့လေးမှာပဲသူတို့လင်မယား2ယောက်ကငါးတွေကိုအများကြီးဖမ်းမိလေတယ်ဇနီးဖြစ်သူကဟုတ်တင်ငါရဲ့ထိလိုက်ပါပြီတော့ကျမရဲ့သမီးလေးဆိုဟာမိမရကျွန်တော်ကြီးတဲ့ငါးကြီးငါတို့ရောင်းစားရမှာပေါ့ဟာထို့သူပြောကငါးများကိုဆက်၍ဖမ်းနေလေသည်ငါတစ်ခါရတိုင်းမှာလဲဇနီးဖြစ်သူမှာတော့တင်ငါရဲ့နာသမီးလေးမထွေးစားဘူးဟုတ်တယ်တနာသမီးလေးမထွေးဘူးထို့သူအချင်းချင်းပြောဆိုတဲ့ကိုယောက်ျားဖြစ်သူမှာစိတ်မရှိလာတော့၍ဇနီးဖြစ်သူကဤသို့ပြောလိုက်နေသည်မိမသက်ပိတ်ထားသမှာဟာတခါလာလဲမထွေးလေးအတွက်တခါလာလဲမထွေးလေးအတွက်နဲ့ငါဒီမှာလောက်ရတာပြီးတော့မယ်ဟာငါအလုပ်ကိုအားဆက်ပြီးလုပ်ရမယ်ထို့သူပြောဆိုတော့လဲဇနီးဖြစ်သူမှာပြောတော့ဘာဖြစ်လဲရှင်းမလို့ရှင်နေကျမတို့ပြောနေမှာပဲပြောတော့ဘာဖြစ်လဲရှင်းမလို့ချင်းနေကဲဟာပြောခြင်းကဲဟာပြောခြင်းကဲဟာပြောခြင်းဟာဇနီးဖြစ်သူအားလှော်တဲ့နှစ်ရိုက်ချလိုက်လေတော့သည်ချက်ချင်းဆိုသလိုပဲတငါတဲ့ဇနီးဟာဗလက်ကြီးတစ်ကောင်ဖြစ်သွားကရေထဲသို့တိုးဝင်ပြက်ကွယ်သွားလေတော့သည်ဟာသွားပြီသွားပါကွာငါတော့တာကြောင့်ဒလိလက်လို့ပြီးငါမိမကိုလှေပေါ်ကရိုက်ချမိလိုက်ပြီဒုက္ခပါပဲကွာပြန်ရှာလို့လည်းမတွေ့တော့ဘူးငါလည်းလေသူ့ရဲ့ဇနီးတဲ့ဟာရှာလို့မတွေ့လာတော့တဲ့အဆုံးမှာတော့ရွာလေးကိုတူးတဲ့ပြန်လာခဲ့လိုက်လေတော့သည်တန်းချီမိဘနဲ့ဦးပြန်လာပြီးစောင့်မျှော်နေတဲ့မထွေးလေးမှာတော့မိခင်ကိုမတွေ့ရတော့ပဲဖခင်တူးလေးကိုသာမြင်တွေ့ရတယ်လို့ဤသို့မြင်လိုက်လေတော့没有，没有ဖေဖေကမှထားခဲ့တာလည်းရင်ဖေဖေပြောပါအောင်ဖေဖေရဲ့ဖခင်ဖြစ်သူလေမလွဲတာတဲ့အဆုံးမီလီယာပြောပြလိုက်လေတော့သူနေမှာတော့ဝမ်းနေလို့ရဲ့ရင်ကိုကြားပြီးမကျွေးနေတော့လေဒီမမေတို့ဘာလို့ထားထားရတာလဲဖေဖေပြန်ခေါ်လို့ရရင်ဖေဖေဘာပြန်ခေါ်ပြီးပါလားဖေဖေရဲ့ဟမ်ဘာပြန်ခေါ်ပြီးပါလားဖြစ်သူကိုပြောကြလိုက်လေတော့မလွဲတာတော့၍သမီးဖြစ်သူကိုပြောတဲ့ကောင်လက်ခံလိုက်ရတော့အားတောင်းလေးကိုရွက်ပြီးကျွမ်းလန်းကြီးအတိုင်းရှောက်လာတဲ့မထူးကြီးဟာဆုံးမကြီးတို့ဦးစားရဲ့အင်းရှိအရောက်မှာတော့ဟဲ့ကလေးမဤစီရငါတို့ငါကုန်ရုံမဲ့နိုင်မလက်ခဲ့အော်ဟုတ်ကဲ့ပါရှင်ခုပြောပြီးတို့ဦးစားရဲ့အိမ်ကိုလိုက်ခဲ့ပြီလေအိမ်ပေါ်သူရောက်တဲ့ဆိုရင်ပဲသူမရဲ့သမီး2ယောက်ထက်အဆများစွာချောမောလှပသူလေးမှုမနာလိုဖြစ်တခါအစကလေးကမုန်းနေတော့ဒေါ်ဦးစားသည်အကောက်ကြံနေတော့သည်မထွေးလိမ့်မှာတော့အတိရှာလေဟေးညီငါတို့ရဖုန်တယ်ကြီးပဲတွားတဲ့ပြေးလိုက်ပါတော့ကြီးငါ့ကိုညီလာပြီးတော့စင်ကြောင်းနေတာပဲဒီကြောင်းတွေကိုငါတီရွာသုံးကိုပြောပြမယ်အော်ဘာဖတ်တယ်ခါနဲ့ပဲဒေါ်ဦးစားတဲ့ငါမဝေးတော့ညီငါတွေညီပဲတညီပြန်နေယူသွားတော့ရှာမှုပြမလေးနဲ့ပြင်းနဲ့ပြမပြမိနိုင်ဘူးရီးဖြူတာပေါ့ခေါ်ပြီးတော့ပြန်လာပင့်ခံကြီးပေါ့အိုင်ဘော်ကုစိတ်ပါပြီးတော့ဒေါ်ဦးစားပြောဆိုသမျှသူ့ဖခင်ကိုမကြွေးမကြမ်းပြောပြတာဖခင်ဖြစ်သူကိုခေါ်လာခဲ့လေသည်ဒီလိုလုပ်တာဒေါ်ဦးစားလုံတာပေါ့ငါသမီးကိုတတ်အနိုင်ကျင့်တာပဲ
ခုစုကဖခင်ကြီးလည်းအပြေးတစ်ပိုင်းဖြင့်ဒေါ်ဦးစားအိမ်လိုက်လာတယ်ဆိုရင်လည်းအိမ်မော်တို့အရောက်မှာတော့ 阿姨莫这得要家的，阿里没黑，阿姨莫还是个这东宫鸟要这去变身那种，就看面到追逼着，北极这个叫，不懂嘛阿姨莫还变不死样黑，才那种还真个开门， တွားပြီတွားပါပြီသမီးလေးရဲ့ဒေါ်ဦးစားရဲ့ထောင်ချောက်ပြီးသွားပြီဟုတ်ညီးတွားပြီအပြင်တို့ငေးကြည့်ုံမှတကားပြင်မရတော့တဲ့အမှားမှုတငါသေးကြီးလည်းဆုံးမဒေါ်ဦးစားကြီးလင်းယောက်ျားဖြစ်သွားရကြတယ်လို့ဒီတငါသေးသည်သူ့ရဲ့အလုပ်ကိုနေ့စဉ်လှုပ်ဆောင်နေရစမင်းကိုမထွေးလေးကိုဒေါ်ဦးစားနဲ့ပြထားခဲ့ရတယ်ဒီမချနိုင်လဲဝမ်းရည်ကိုရှာဖွေတင်ရသူမို့ဘာမှမတတ်နိုင်ဒေါ်ဦးစားကြီးသမီးဖြစ်သူများမှာတော့တယောက်မှအလွန်အိမ်မမောသူဖြစ်ပြီးအမြဲပဲမထပဲနေလေသည်တယောက်မှမို့အစားအသောက်များမမောသူဖြစ်ပြီးအချိန်ရှိတိုင်းဗိုက်စာနေတတ်သူကျုံဖြစ်လေသည်ဖခင်ကြီးမရှိခိုက်မထွေးလေးအားမိတွေးပြီးဆုံးမကြီးဒေါ်ဦးစားသည် 嘿，东京鸡不哩呢，有够长，阿多洋气， ခုဆိုကကြွားတဲ့သူ9ရောင်ထွက်ခိုင်းနေသည်အိမ်ကိုပြင်ရောက်ရင်လည်းသူတို့သားမိ3ဦးရဲ့အဝတ်အစားများကိုကြွားထိတ်ရှိချောင်းဆက်တွင်သွားရည်ရှိုးဖို့ခိုင်းနေခြင်းအိမ်အိမ်ပန်ရှင်းရေးများကိုလူခိုင်းခြင်းတို့ကိုမနာရအောင်ခိုင်းပြီးသူတို့ကတော့ဖားတိုက်ရေမောနေကြလေသည် 对，哎，好呗，哎，路边哪个你有开牙不没？你面走，加了， အဲ့ဒီလိုအိမ်မှုကိစ္စဘုဒ္ဓမြတ်ကိုမနာတမ်းခိုင်းသမျှလှုပ်ဆောင်ပေးနေရတဲ့မိထွေးလေးမှာမိထွေးဖြစ်သူဒေါ်ဦးစားမှာအလိုမကျနိုင်ပဲ 干嘛？你敢来干路不呗？多，没人我谁？够吃多呢？丢脸着嘛？把路面的多，够吃多，多啊！ ထို့သို့မိထွေးကစူပူကျင်းမောင်းတိုင်းရွာနှစ်ဘင်းမှာရှိတဲ့ချောင်းဆက်ကလေးတွင်တယောက်တည်းထိုင်ကငို၍မြင်ရရှာလေသည်နေ့ရက်လတွေကတဖြည်းဖြည်းကုန်းဆုံးသွားတယ်မထွေးလေးရဲ့နေ့ရက်ကံကြမ္မာတွေကတော့ဘယ်တော့မှပြောင်းလဲမသွားခဲ့ချေတနေ့တနိုင် 妹妹妹，那也妹不拿起我妹。 ထို့သူငိုကြွေးနေစဉ်ချောင်းထဲမှာကုန်းပေါ်သို့တဖြည်းဖြည်းတက်လာနေသောလေကြီးတစ်ကောင်ကိုတွေ့ရသောကြောင့်သူမသည်မိကကြည့်နေမိသည် သမီးအမေကိုမှတ်မိဘူးလားသမီးရဲ့အမေပါကွယ် ဒီလိုဆိုဝမ်းသာလိုက်တာမေမေရဲ့သမီးကမေမေကိုအမြဲတမ်းတားပြီးငိုချွေးနေရတာမေမေရဲ့အဲ့ဒါမေမေသိလားဟင် လူနဲ့နေ့စဉ်မိခင်ဖြစ်ခဲ့မှုတဲ့ဒိမကြီးစီသွားပြီးကြုံတွေ့ရသမျှတောကအပူမီးတွေကိုမျှဝေခံစားရင်ဖွင့်နေလေသည်သမီးဖြစ်သူရဲ့ရင်ဖွင့်စကားများကိုနားထောင်ပြီးမိခင်ဖြစ်သူမှာ ပင်စီဒနာကောင်းကောင်းထားပါသမီးရဲ့ဒင်းတို့လည်းမကြခင်ရောက်လာမှာပါကွယ်အဲ့အခါသမီးလေးတီဝကျွေးတွေကပြုတ်ပြီးပုတ်ကွယ် ထို့သို့သားမိနှစ်ယောက်ပြောကြနေသည်ကိုတနေရာကနေချောင်းချောင်းကြည့်ရှုနေသူကတော့ဟုတ်ပါတယ်ဒေါ်ဦးစားပါပဲသူမဟာစိတ်ထဲကနေဩ 顶我他妈来比单压你家不？这家有我没吹呀，顶我就开始来比点的，进你。 ဒေါ်ဦးစားသည်ထို့သို့ပြောဆိုပြီးတုံးနဲ့ထွဲတင်တူးတဲ့နေထိုင်သောသူမိခင်ဆုံးမကြီးချန်တို့အကူအညီလက်တောင်းနေသည်အဖွားကြီးကလည်း 哎，你有嘛？你别来，你就了。 ခုဆိုကရုပ်မှသောအကျင့်အစီများကိုစီမံပြောကြားလိုက်ပြီးတော့သည်မိမိအိမ်သို့ပြန်ရောက်လာတဲ့အခါကြံစီထားတဲ့အတိုင်းဒေါ်ဦးစားသည်မိမိအိယာအခင်းအောက်တွင်မုတ်လေပွေများကိုခင်းကအိတ်ဆက်နေလေသည်ချားကျင်ရောင်ဟန်ဆောင်ကလှဲလျောင်း၍သူမတစ်ဖက်ကိုလှည့်လိုက်တိုင်းအိယာခင်းအောက်ကမုတ်လေပွေများကိုဖိမိသည်မှထွက်ပေါ်လာသောကြိုကြိုကြွကြွမိတံများကြောင့် 啊，阿妹嘞，这家宝，俺有的随便，就一个米钱嘛耶。阿妹嘞，是啊， ထို့သို့အစမပြတ်ညှဉ်းညူ၍နေလေသည်ထိုအခါတငါသေးကြီးသည်မတိရှာလေးပဲညီအမေကဘာယောဂဖြစ်နေတာလဲဟာ တင်တို့ပါပြီအမေပြောရတာစိတ်သားကိုစွပြုတ်လောက်တော့မှကြောက်မဲ့ယောဂရတဲ့ယူဆွေးနေတာလေ ဒီလိုဆိုရင်တော့မထွေးလေးကိုအကူကြီးတောင်းရမှာပဲသူနဲ့ဟိုလိမ့်မကြီးကအရန်ကိုခင်ရတာသူ့ကိုဖမ်းခိုင်းမှဖြစ်မယ်မထွေးလေးသည်သူတို့ပြောနေသောစကားများကိုပရင်းပေါက်ကနေကြည့်နေရင်းကသိရှိသွားပြီးဟို မရှိဘူးဒါမေဒီနေရာကနေဝင်းနေမြဝင်ရောက်ပြေးခိုင်းမှာဟုတ်တယ်ကိုယ်ပဲနာပြေးသွားပြုံးမယ် မထွေးလေးသည်နှုတ်မှထိုးသို့တီးတို့ရေယူရင်းနေရာမှပင်ချက်ချင်းပြေးထွက်လာလေလိုက်သည်လမ်းတွင်ခလုတ်တိုက်ချိုလဲတော့မှနာကျင်ရကောင်းမှမသိပဲ
မိခင်ပေလေးမှာလွတ်မြောက်နိုင်တဲ့အရေးကိုတွေးကမိခင်ဒီထိုင်ရချောင်းထဲသို့ဦးတီကအတင်းပြေးလာလိုက်ခဲ့ပြီးတော့ဒီ